နေမရဲ့ဘရာဇီးလေဝေးစဉ်ကစားသမားပေါ်ရွှေရောင်ကာလာတွေအဆုံးသတ်သွားပြီလားပြည်တော်မမလာများ Yes ပေါ် iMac ခွန်ရှိကိုစာမေကနေအားလုံးကိုပြန်လိုက်ကြလိုက်ပါရင် iPad ခွန်ရှိကိုမောင်း556ကစားမယ်ဆို Viber 399250ခွန်40ကိုဆက်သွယ်အကောင့်ဖွင့်ကစားနိုင်ပါတယ်ခင်ဗျာနေမပါဘူးလေလားဗျာကျွန်တော်တော့လုံးဝမယုံနိုင်ဘူးဒါကတော့ United နောက်ခံလူအောင် Rio Ferdinand ပြောလာခဲ့တဲ့စကားတွေပဲဖြစ်ပါတယ်ဒီစကားအချင်းကကမ္ဘာဘောလုံးလောက်ကကိုင်လုံးခဲ့တဲ့ Messi နဲ့ Ronaldo တို့ပြီးရင်ဒီနဲ့ဆက်ခံမဲ့သူလို့ဒီကမ္ဘာလုံးကအတိမတ်ပြုထားခဲ့တဲ့ဆယ်ကျော်တဲ့ကလေးငယ်လေးရဲ့ရင်နာဆရာကောင်းလာတဲ့နေဝင်ခြင်းကိုမိမောင်းထိုးပြလိုက်ကြပါမယ်ဘရာဇီးဆိုတာနေမဆိုတာနဲ့ဘရာဇီးလို့ခွဲခြားလို့မရတော့အောင်ကြီးကျယ်ခမ်းနားခဲ့တဲ့ကစားမတယောက်ဟာအခုတော့လူမှုကွန်ရက်ပေါ်မှာဆက်ကြိုးစားနေမယ်အခြေအနေတွေပြောင်းလဲပြီးဒီနေ့တော့ပြန်ခေါ်ခင်ရမယ်လို့မျှော်လင့်ပါတယ်ဆိုပြီးအတနာကန်စာတစ်စောင်းလိုရေးသားနေရတဲ့တမ်မန်ကစားမတယောက်အဆင့်ကိုပြုတ်ကျသွားခဲ့ပါပြီနေမတကယ်ပဲပြန်လာနိုင်ဦးမလားဆိုတဲ့ဒီမေကွန်ဟာတမ်မန်ရက်စော်လို့ဖျားမဲ့မေကွန်မဟုတ်ပါဘူးသူ့ရဲ့နောက်ွယ်မှာသွေးနဲ့စဉ်းစားရမယ့်ပကတိရှိတရားတွေဘရာဇီးရဲ့အချိုးကွဲတဲ့နဲ့ခါတီးလာတဲ့ကန်ဂျမာတွေအများကြီးပုံကွယ်နေပါတယ်ဖိုင်နယ်အောင်နေတာကလုံးဝမဆန်းပါဘူးလူဟောင်းတွေရဲ့မျက်စိထဲမှာနေမဆိုတာကပြန်မဲ့ခံစင်မှု9လောက်ကိုမျက်စိတမိတ်အတွင်းမှာလှည့်စားကြော်ပြက်ပြီးဂိုးသွင်းနိုင်တဲ့မော်ဆရာတစ်ပါးအပြင်အမြဲတမ်းဆွဲထင်နေစေပါဒါမဲ့နီးပြတွေမြင်နေရတဲ့ပကတိရှိတရားကတော့ရန်ကိုရက်ဆက်လုံးပါတယ်တချင်ကဘုရားသခင်ပေးသနာခဲ့တဲ့မွေးရပါပါရမီတွေနဲ့ရာကိုလွယ်ကူစွာဖြတ်တန်းခဲ့တဲ့နေမဟာအခုချိန်မှာတော့ဒဏ်ရာပေါင်းစုံနဲ့အကြီးအကျယ်နှပန်းပန်းနေရတဲ့တက်လက်ပိုင်းကစားသမားတယောက်အဖြစ်ဖြစ်နေပါပြီ။ဘောလုံးကမှတက်ရတဲ့ဒဏ်ရာဆိုတာကဘလို့ကနဝင်ကိုမဆိုဒုတာအရှုံးပေးစေနိုင်တဲ့တေမင်းတမန်တွေပါ။ဆွေလီကိုတွားရောက်ကစားကလေးကနေမရဲ့ရှင်မြိုင်လိုစိတ်ဟာဥရောပထိပ်တန်းအဆင့်နေနဲ့အများကြီးကွာဟသွားခဲ့ပါပြီ။ဒဏ်ရာကြောင့်နားနေရတဲ့အချိန်ကကစားတဲ့အချိန်ထက်ပိုများနေတဲ့ကစားမတယောက်ကိုဘရာဇီးလိုနိုင်ငံမျိုးကမျက်လုံးစုံမှိတ်ပြီးခေါ်ယူဖို့ဆိုတာကလက်တွေ့မှာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။နေမရဲ့ social media ပေါ်ကစကားတွေဟာဖက်ရတာရိုးရှင်းတဲ့အောင်ရှိပေမဲ့သူရဲ့စိတ်ပိုင်းဆိုင်ရာပြောကြားမှုနဲ့လွမ်းဆွမှုတွေကိုကွက်အကွင်းကွင်းမြင်တွေ့ရပါတယ်။အများနဲ့ပါတီပွဲတွေအပြုံးတွေယုံကြည်မှုလွန်ကဲမှုတွေနဲ့ပြည့်နှက်နေတဲ့နေမဟာအခုလိုလူသိရှင်ကြားပြန်ခေါ်ခံရဖို့မျှော်လင့်ပါတယ်ဆိုလို့ရေးသားလိုက်တာဟာသူရဲ့အတ္တကြီးကိုအပြေးအဝနှိမ့်ချလိုက်တာပါပဲ။ကာဗလာဆိုတာသူ့အတွက်တသက်လုံးလိုက်ရှာနေပေမဲ့မရခဲ့တဲ့အရာတစ်ခုပါ။အသက်အရွယ်အရ2026ကဘာလာဟာသူ့အတွက်နောက်ဆုံးအကျင့်ဖြစ်နိုင်တယ်လို့ဒီခွင့်ရေးကိုလက်လွတ်မခံခြင်းနဲ့သူ့ရဲ့အသေးအတန်စာလောင်မှုကိုဒီစာသားလေးကဖော်ပြနေပါတယ်။ဘရာဇီးနိုင်ငံအသင်းအနေနဲ့လည်းနေမရဲ့ကျမ်းမာရေးခြင်းတွေကိုထိုင်ဆောင်နေလို့မရတော့ပါဘူး။ဒီနေ့ခေတ်ဘောလုံးကစားကွက်တွေဟာကစားမတယောက်တည်းကိုမိခိုးပြီးတော့တိဆောက်တဲ့စနစ်မျိုးလုံးဝခင်မစားတော့ပါဘူး။အသင်းလိုက်ဖိအားပေးမှုနဲ့အမြန်နှုန်းကိုအဓိကထားလာကြပါတယ်။လက်ရှိဘရာဇီးအသင်းမှာဗီနီစီယက်၊ရိုဒီဂို၊အင်ဒရစ်နဲ့ရာဖီညာတို့လိုလျင်မြန်တက်ကြွတဲ့သေးသေးတွေအများကြီးရှိနေပါပြီ။သူတို့တွေနိုင်ငံအသင်းမှာအခြေစုံမပြနိုင်သေးဘူးဆိုရင်တော့မိဘအနေနဲ့အနာဂတ်အတွက်ဒီလူငယ်တွေကိုပဲအချိန်ပေးပြီးကစားကွက်အသစ်တည်ဆောက်ရမယ့်လမ်းကြောင်းပေါ်မလွဲမသွေရောက်နေပါပြီ။နေမကိုပြန်ခေါ်လိုက်ရင်အသင်းရဲ့ကစားကွက်တည်ဆောက်မှုအရှိန်ဟုန်တွေအကုန်လုံးနောက်ပြန်ဆုတ်သွားနိုင်မယ့်အနေရှိပါတယ်။ဒီမှာတကယ်ပဲပြန်လာနိုင်အောင်မလားဒီမေကွန်အတွက်ရင်နာစရာကောင်းပေမဲ့အမှန်ကန်ဆုံးဖြစ်မဲ့အဖြေကတော့ပြန်လာနိုင်ပါတယ်ဒါပေမဲ့ဘရင်တစ်ပါးအနေနဲ့လုံးဝမဟုတ်တော့ပါဘူးဆိုတာပါပဲမိမဟာတရားကနေတရားကိုင်လုံးပြန်ကောင်းလာရင်တော့မှအရင်လိုဘရာဇီးအသင်းရဲ့မပါမဖြစ်အသက်သွေးကြောနံပါတ်30ပြင်မြင်တွေ့ရဖို့ကတော်လေးကိုခက်ခဲသွားပြီဘရာဇီးဘောလုံးဖွဲ့ချုံအနေနဲ့သူ့ရဲ့တမိုင်းချောင်းဂုံကျေးဇူးတွေကြောင့်နှုတ်ဆက်ပွဲအနေနဲ့တော့၎င်းလူစားဝင်ရန်ကစားသမားအနေနဲ့တော့၎င်းအသင်းစီကိုပြန်ခေါ်တာမျိုးရှိနိုင်ပေမဲ့နေမကိုဗဟိုပြုပြီးဒီဆောက်ခဲ့တဲ့ဘရာဇီးရဲ့ရွှေအောင် KG ကတော့ကွာဗလာဆိုတဲ့အမြင့်ဆုံးအောင်မြင်မှုတက်ဖူကိုမဆောင်နိုင်ခဲ့ပေဒီနေရာမှာပဲခါးသေးစွာအပြီးတိုင်စက်သိမ်းသွားခဲ့ပြီလို့ပဲဆိုလိုက်ပါစီညီကိုတို့ကရောဘယ်လိုမြင်ကြလဲနေမရဲ့ကစားမဘွားကအဆုံးသက်ပြီလားပြောပေးခဲ့ကြပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ